Practice လုပ်ကတော့အနည်းဆုံး10လောက်15လောက်တော့ရှိမှာပေါ့။တစ်ပိုင်းပြီးတစ်ပိုင်းဖြတ်ပြီးတော့အစားနေသွားတယ်အစားနေသွားပြီးတော့အဲ့ဒီရဲ့နောက်ဘက်ကိုသွားတယ်ဖြည်းဖြည်းချင်းသွားပြီး practice လုပ်ရတာပေါ့။ ဒီ shooting method တခုပေါ့အဲ့ဒီ one shot တစ်ခါလေးရိုက်တဲ့အခါမှာဒီ shooting crew တွေရောကိုကြီးတို့ဘန်အားလုံးရောအဲ့ဒီ combination တစ်ခုလုံးက harmonic ဖြစ်နေမှာသူက harmonic တစ်ချက်ပြတ်သွားတာနဲ့ဘာမှလုပ်လို့မရဘူးဒါကြောင့်မို့ကိုကြီးကဟိုအချိန်20ကျော်တယ်လို့ပြန်ရရတယ်ခဲခဲဆုံးပါတော့ကျွန်တော်မျက်နှာကိုကင်မရာနဲ့ချိန်တဲ့အချိန်ပဲအဲ့တော့ခဲခဲဆုံးကျွန်တော်တို့ကျတော့အဲ့တော့ရန်ကုန်ပေါ်မဖြစ်နေရအောင်တကယ်လို့များမင်းနဲ့ဝေးရင်လူတွေမှာတည်လို့ရှိရင်သူအတိအကျလုံးမဲ့ဟာကိုတည်တန်းစာလို့ပြောတာပေါ့နော်ဒါကြတော့ရှင်တဲ့လူတစ်ယောက်ကတယောက်ယောက်ကိုပြောတာသူအတိအကျရှင်နေရတဲ့သူအတိအကျလုံးမဲ့ဟာပေါ့ဒီချင်းနာမည်ရှင်တန်းစာသူရှင်နေတော့အတိအကျလုံးမဲ့ဟာပေါ့ရှင်တန်းစာလို့ပြလိုက်တာပြန်ပိုင်နဲ့အဲ့ဒါမှတယောက်ကတယောက်ရှိနေတယ်။အဲရှိနေချင်းမှာကမ္ဘာပါကန်နဲ့ရှိနေရ။ဘရန်မာကိုအဲစနိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်။ကောင်းဆုံးဖြစ်အောင်လည်းလူအားဖြင့်စေတနာအားဖြင့်အားလုံးကျွန်တော်တို့ကြိုးစားထားတဲ့ဟာလေးကိုနီးစမ်းကြည့်ပေးပါအဲ့ဒါပြောလို့ပြောဘူးတဲ့ရီမှန်ချက်တွေအကြောင်းကလေးထဲလွင်ပြေInside တဲ့နောက်ဆုံးသစ်ပင်ကြီးက